ငငယ်တော့ဒီဘရင်ဘစ်ကစ်ကိုစားခဲ့ဘူးရဲ့သူတွေရှိရင်လေအခုလောက်ဆိုကလေး2ယောက်လောက်ကတော့ရလောက်ပြီစားမြင်တို့ဟိုတနေ့ကစီတီမတ်သွားရင်လည်းငယ်ဘွားအလွမ်းပြေဆိုပြီးဘရင်ဘစ်ကစ်တွေတွေ့လို့ဝင်ကြည့်ရအဲ့မှာအိမ်မှာနေထိုင် TikTok ကရင်လည်းပတ်စံ330ရမယ်အခွင့်အရေးတွေ့လို့လာပြောပြတာပါဘရင်ဘစ်ကစ်ကလောက်ထားတဲ့ TikTok Dance Challenge ကို join ရင်ပထမဆုက330ဒုတိယဆုက320နဲ့တတိယဆုဆိုရင်လည်း10သိန်းထိရမှာပါနောက်ပြီးအရှုံးမရှိတဲ့တစ်ချက်ကလေအပတ်စဉ်တိုင်း view အများဆုံးပြိုင်ပွဲဝင်3ယောက်ကိုရွေးပြီးတော့ဘရင်ကနေ biscuit တွေလက်ဆောင်ပို့ပေးအောင်ပါကဖို့အတွက် biscuit ဝယ်ရမှာပေါ့ဆိုတဲ့သူတွေအတွက်ကလည်း biscuit က1900ပဲရှိရဲအဲ့ဒါနဲ့မြင်လို့လဲစားဖို့အတွက်မုန်းနေဝင်ဝင်နဲ့မကတက်နဲ့ဒီ challenge လေးကိုကမယ်ကွာဆိုပြီးတော့ join လိုက်ပါတယ်biscuit မှာဘရင် biscuit အဲ့ဒါနဲ့ကပြီးွားလို့မောတယ်ကွာဆိုပြီးကားပေါ်မှာတကျွတ်နဲ့ဘရင် biscuit တွေထိုင်စားပါတယ်တော့ like ကချင်တဲ့သူတွေအတွက်ကလည်းမြင်တို့အခုတင်ထားတဲ့ video ရဲ့ audio လေးကိုနှိပ်ပြီးတော့ဝင်ကောက်လို့ရပါတယ်အပေါ်မှာစာရန်ထိုးပေးထားတဲ့ hashtag လေးတွေကိုလည်းထည့်ပြီးသုံးဖို့မမေ့ပါနဲ့ဘယ်နေ့ထိကောက်လို့ရလဲဆိုရင်ဒီ match 1ရက်နေ့ကနေ31ရက်နေ့ထိကောက်လို့ရတာမို့လို့အဲ့တော့အားလုံးပဲ good luck ပါတတဒါပဲ